မင်္ဂလာပါလူချင်းမင်းတို့ဒီကနေ့မှာတော့ကျွန်တော်ကိုရီးယားမှာရောက်ပြီဆိုရင် Hi Korea နဲ့ EPS ဆိုတဲ့အကောင့်ကိုမဖြစ်မနေသိထားရပါမယ်အထူးသဖြင့် E9 ညီကိုအတွက်အရင်ရေးကြည့်ပါတယ်ဆိုတော့ကျွန်တော်ရခင်ဗီဒီယိုတွေမှာ Hi Korea အကောင့်ဖွင့်နေလေးကိုကျွန်တော် share လုပ်ပေးထားပြီးပါပြီโอเคဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် EPS အကောင့်ဖွင့်နေပေါ့နော်အကောင့်ဖွင့်နေဆိုပေမဲ့လည်းအချို့ဖွင့်မိတဲ့ညီကိုလည်းရှိတယ်ပေါ့နော်ဖွင့်နေတီမတီတိပတဲ့ညီကိုလည်းထပ်ပြီးတီးတော့အောင်မတီးတဲ့ညီကိုလည်းကျွန်တော်တို့တီးတော့အောင်ပေါ့နော်ဒီဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးကြပါโอเคဆိုတော့ intro အရမ်းမကြာဘူးねစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ Naver Google တို့မ Chrome ပေါ့နော်အဲ့လို browser တွေကနေကျွန်တော်ပြထားတဲ့ဒီဟာလေးကိုရိုက်ရှာလိုက်ပါခုလိုမျိုးမျက်နှာပြင်လေးကြာလာပါလိမ့်မယ်အဲ့မျက်နှာပြင်လေးကကျွန်တော်တို့ EPS web cooking ကိုရုံခွမ်းလီဆိုတဲ့မျက်နှာလေးဖြစ်တယ်ပေါ့နော်အဲ့မှာ web cooking ခွဲဝင် guide ပေါ့အဲ့ဒါလေးကိုနှိပ်မယ်ဟုတ်ပြီအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုရင်အခုလိုနောက်ထပ်စာမျက်နှာလေးပြောင်းသွားပါလိမ့်မယ်အခုဒီမှာပြောင်းသွားပြီပေါ့နော်အဲ့စာမျက်နှာလေးကကျွန်တော်တို့အဲ့မှာသူကနိုင်ငံတွေရွေးဖို့အတွက်ကျွန်တော်ဒီ search bar လေးရဲ့ဘေးမှာတောင်းလို့မှတွေ့မယ်ထင်တယ်နော်အဲ့ search bar လေးရဲ့ဘေးမှာမြလေးအောက်ဆိုင်နေရှိတယ်အဲ့လေးကိုနှိပ်လိုက်မယ်ဆိုရင်ခုလိုနိုင်ငံလေးတွေဇာတ်လေးနဲ့ပေါ်လာလိမ့်မယ်ဆိုတော့အဲ့မှာကျွန်တော်မြန်မာကိုရွေးမယ်ဟုတ်ပြီဒါဆိုရင်ခုနောက်ဆက်မျက်နှာခုလိုမြန်မာဘာသာပြောင်းသွားတယ်ပေါ့ဟုတ်ပြီအဲ့ပြီးရင်ကျွန်တော်ဒီအောက်လေးမှာပေါ့ရေးထားတယ်နိုင်ငံခြားသားလုပ်သားဆိုတာပေါ့နော်အဲ့ဒါလေးကိုထပ်နှိပ်မယ်โอเคအဲ့ပြီးနောက်တစ်စာမျက်နှာထပ်ပြောင်းသွားမယ်အဲ့ဒါပြီးပါလဲဆိုတော့နောက်တစ်ဆင့်ဆိုတာကိုထပ်နှိပ်နောက်တစ်ဆင့်ဆိုတာကိုထပ်နှိပ်ပြီးရင်ခုလိုစာမျက်နှာလေးကြာလာမယ်သူကအဲ့ဒါပါလဲဆိုတော့ကိုကြီးအချက်လက်သဘောတူညီမှုတွေကိုဖြည့်ဖို့အတွက်တော့အမှကွက်လေးကွက်ပါပေါ့နော်ကျွန်တော်အမများလေးပြထားပဲအဲ့လိုက်ဖြည့်မယ်ဟုတ်ပြီနောက်ပြီးအောက်မှာကျွန်တော်တို့I agree ပေါ့ဗျာသဘောတူပါတယ်ပေါ့တုံးပေါ့ဗျာနော်အဲ့လေးနှိပ်လိုက်ပြီဆိုရင်ခုလိုစာမျက်နှာလေးပေါ်လာပါပြီဒီစာမျက်နှာအရင်ရေးကြည့်ပါရနော်ဒီစာမျက်နှာမှာကျွန်တော်တို့အပေါ်မှာနာမည်ဆိုရင်ကျွန်တော်တို့ ID ကတ်ထဲအတိုင်းပြောချင်တာ ID ကတ်ထဲမှာစလုံးအကြီးနဲ့ရေးတယ်နော်အဲ့အတိုင်း space ရှားရင်လည်းရှားတဲ့အတိုင်းလိုက်ရေးပေးပါဟုတ်ပြီပြီး email အမြဲတမ်းသုံးနေတဲ့ email ပေါ့နော်အဲ့ဒါကိုဖြည့်ရမယ်ဟုတ်ပြီအဲ့ဒါပြီးရင်ဆိုလိုပဲကျွန်တော်တို့ ID ကိုထားချင်တဲ့ ID ပေါ့နော်ဖြည့်မယ်ကိုမမိလွယ် ID ကိုဖြည့်တာတော့အကောင်းဆုံးပါဟုတ်ပြီအဲ့ဒါပြီးဘေးမှာ ID ထပ်မထပ်စစ်ဆေးပါဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟုတ်ပြီအောက်မှာဒီလျှို့ဝှက်နံပါတ်ပေါ့လျှို့ဝှက်နံပါတ်ဖြည့်ရင်လေတို့အမှဘေးမှာစာလေးရေးထားတယ်ဗျအများဆုံး15လုံးပေါ့နော်အနည်းဆုံး8လုံးနဲ့15လုံးကြားထဲမှာ ID sorry ဒီ password ဖြည့်ရမယ်ဆိုတော့ပြောတာပေါ့နော်ဒီနောက်ခေါက်ဖြည့်မယ်ပြီးရင်အောက်မှာမိကုန်းပေါ့နော်မိချိုင်းနေတဲ့မိကုန်းရွေးပါဆိုရင်တော့ဒီနောက်တဲ့စာမျက်နှာတွေထက်ကြလာဒါတော့သူကဗာလဲဆိုမိကိုကြီးအချက်လက်တွေအလုံးစလျှောက်တဲ့အချိန်တွေကိုပါတယ်ပေါ့ဒီကောမကြိုက်ဘူးဆိုထပ်ပြောင်းရပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ကောင်လည်းပြီးပြီဆိုရင်ကျွန်တော်ထပ်ပြီးနှိပ်မယ်နောက်စာမျက်နှာရောက်ပါမယ်နောက်စာမျက်နှာမှာကျွန်တော်ကဗာလဲဆိုသူက ID နဲ့ကျွန်တော် password ကိုထည့်ရေးခိုင်းမယ်ပထမဒီ main စာမျက်နှာပြန်ပေါ်လာတယ်ပေါ့နော်စိတ်မပူပါနဲ့ ID ရဲ့ password ဖြည့်လိုက်ပြီဆိုရင်ဘာထပ်ပေါ်လာမလဲဆိုတော့ကျွန်တော်အခုလိုမျိုး web cooking သုံးလို့ကျွန်ဖြည့်ဖို့ပေါ့ကျွန်တော် ID ကတ်နံပါတ်နော်အဲ့မှာကျွန်တော် ID နံပါတ်လေးတိကျဖြည့်မယ်ID ကတ်နံပါတ်လေးဖြည့်ပြီးဆိုတော့ကျွန်တော်အောက်မှာဒုံအီးဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒုံအီးလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ခုလိုမျိုးဒီဇာတ်လေးထပ်ပေါ်လာမယ်ပြီးရင်အမှတော့ငွေတက်ကလေးဖြည့်ခိုင်းရမယ်6လုံးပါပဲနော် ID ကတ်နံပါတ်ခြေ6လုံးပဲအဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ working ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်ညီကိုတို့ရဲ့ ID အခုဒီ EPS account လေးကပွင့်သွားပါပြီခင်ဗျာနော်ဆို EPS account လေးရောက်ပါဒီဟာကအကောင့်ဖွင့်ရုံနဲ့မဟုတ်ဘဲနဲ့password မှန်ရဲ့တာနဲ့ဝင်လို့မရတဲ့ညီကိုအတွက်လည်းဒီနီလန်းလေးနဲ့အရင်ဖြည့်ရှင်းကြည့်စေချင်ပါတယ်အကယ်၍ဒီကောင်မရဘူးဆိုရင်နောက်ရက်ဗီဒီယိုဒီမှာကျွန်တော် password ဘယ်လိုပြန်တောင်းရမလဲ ID ကိုဘယ်လိုပြန်ပြီး reset ချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးထပ်လုပ်ပေးပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်